တကယ်တော့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်အသက်အရွယ်ရလာတာနဲ့အမျှအယိုးစစ်တွေကအားပြော့လာကြပါတယ်။အကျိုးဆက်အနေနဲ့ဒူးတွေကနာကျင်လာကြသလိုအယိုးအဆစ်နဲ့အဆစ်မြစ်တွေကပါနာကျင်ကြိုက်ခဲလာတတ်ကြပါတယ်။အထူးသဖြင့်အသက်အရွယ်ကြီးရင်းကြသူတွေပါဒူးတွေနာကျင်ကြလို့မတ်တက်ကြမရက်နိုင်တာတွေဒူးတွေကြာမကွေးထားနိုင်လို့မထိုင်နိုင်တာမျိုးတွေကိုတွေ့ဘူးမြင်ဘူးကြမှာပါ။အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေထဲမှာဒူးနာနေတဲ့လူတွေအယိုးအဆစ်မြင့်များနာကျင်ကြိုက်ခဲနေတဲ့လူတွေပါကောင်းပါနေနိုင်ပါတယ်ဒူးနာတာဟာဘလောက်တောင်မှခံရခက်တယ်လဲဘလောက်တောင်မှဆိုးရွားတယ်လဲဆိုတာကိုအမှန်တကယ်ဒူးနာမှုတဲ့လူတွေကသာလျှင်အတိဆုံးပဲဖြစ်ပါတယ်အသက်အရွယ်ကြီးရင်လာတာနဲ့အမျှအယိုးစစ်တွေကအားပြော့လာကြပြီးအကျိုးဆက်အနေနဲ့အရွတ်တွေရဲ့လှုပ်ဆောင်ချက်ကိုဟန်ချက်ညီမထိန်းထားနိုင်တော့ပါဘူးအခုကျွန်တော်ပြောပြပေးသွားမယ့်နီလန်းလေးကတော့ဒူးကောင်းခြေချင်းနဲ့အဆင့်မြင့်တွေနာကျင်နေတာတွေကိုတတ်တာသွားစေုံသာမကပဲအယိုးစစ်တွေကိုပါတမ်းပါစေပါတယ်အခုကျွန်တော်ပြောပြပေးသွားမယ့်နီလန်းလေးကတော့တဘာဝဖြော်ရည်လေးတစ်မျိုးပြုလုပ်လိုက်ခြင်းအပြင်ဒူးနာခြင်းနဲ့အဆင့်မြင့်နာကျင်ကြိုက်ခဲခြင်းကိုတတ်တာပျောက်ကင်းသွားစေနိုင်မဲ့နီလန်းလေးဖြစ်ပါတယ်ဒါနဲ့မကသေးပါဘူးအဲ့ဒီတဘာဝဖြော်ရည်လေးကရောင်ရမ်းမှုများကိုတတ်တာစေတဲ့အပြင်အဆင့်မြင့်များကိုလည်းတမ်းပါစေပါတယ်ဒါဆိုရင်အခုကျွန်တော်ပြောပြပေးသွားမယ့်သဘာဝဖြော်ရည်လေးကဘာကြောင့်များအဲ့လောက်တောင်မှအစွမ်းထက်ရတာလဲဆိုပြီးတော့မေးကိုထုတ်เสียရှိလာပါတယ်။ဘာကြောင့်များအဲ့ဒီလောက်တောင်မှအစွမ်းထက်ရတာလဲဆိုတော့အဖြေကအရန်ကိုရိုးရှင်းပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီသဘာဝဖြော်ရည်လေးထဲမှာမန်ဂနီဆီယမ်နဲ့ပိုတန်ဆီယမ်တို့အပြင်တခြားဗိုက်တာမင်နဲ့သတ္တုဓာတ်များကျွယ်ဝစွာပါဝင်နေလို့ပဲဖြစ်ပါတယ်။အဲ့ဒီသဘာဝဖြော်ရည်လေးထဲမှာပါဝင်ထည့်သွင်းအသုံးပြုသွားမယ့် ingredient လို့ခေါ်တဲ့ပါဝင်ပစ္စည်းတွေကတော့နံပါတ်1 organic လိမ်မော်ရည်ဖြစ်ပါတယ်။နံပါတ်2အုတ်ဘီလို့ခေါ်တဲ့ကွေကာအုတ်အမှုန့်ဖြစ်ပါတယ်။နံပါတ်3အတုံးလိုက်လီးထားတဲ့နနသီးဖြစ်ပါတယ်။နံပါတ်4ဘန်နာစိတ်40 gram ဖြစ်ပါတယ်။နံပါတ်5ပြားရည်40 gram ဖြစ်ပါတယ်။နံပါတ်6တကြားမှုခေါင်းမုတ်9 gram တို့ဖြစ်ပါတယ်။ပြုလုပ်နည်းလေးကတော့နံပါတ်1ခွက်တစ်ခွက်ထဲကိုအုတ်ဘီလို့ခေါ်တဲ့ကွေကာအုတ်အမှုန့်တွေကိုအရင်ဆုံးထည့်ပေးရပါမယ်။နံပါတ်2ပြီးသွားရင်အဲ့ဒီခွက်တွေကိုရေနွေးထည့်ကတေးသေးချာချာလေးမှွေပေးရပါမယ်။နံပါတ်3ပြီးသွားရင်ခုနတို့ကထည့်ထားတဲ့ကွေကာအုတ်အမှုန့်တွေအားလုံးကျက်သွားတဲ့အထိထားပြီးတော့အေးခံပေးရပါမယ်။နံပါတ်4ပြီးသွားရင်ဖြော်ရည်ဆက်တွေကိုလိမ်မော်ရည်နနတ်တီဘန်နာစေးပြားရည်နဲ့တစ်ကြပိုးခေါင်းကိုအဲ့ဒီပစ္စည်း5မျိုးကိုထည့်ပေးရပါမယ်။နံပါတ်5အဲ့ဒီပစ္စည်း5မျိုးစလုံးကိုဖြော်ရည်ဆက်တွေကိုထည့်လို့ပြီးသွားပြီဆိုရင်ဖြော်ရည်ဆက်နဲ့ဖြော်ပေးရပါမယ်။နံပါတ်6ဖြော်ရည်ဆက်နဲ့ဖြော်လို့ပြီးသွားရင်အဲ့ဒီဖြော်ရည်ဆက်တွေကိုပဲခုနတုန်းကအရေးခံထားတဲ့ကွေကာအုပ်တွေကိုထည့်ပေးရပါမယ်။နံပါတ်9ပြီးသွားရင်ဖြော်ရည်ဆက်နဲ့နောက်ထပ်တစ်ကြိမ်ထပ်မွေပေးရပါမယ်။နံပါတ်10အားလုံးပြီးသွားပြီဆိုရင်တော့နောက်ဆုံးပါရရှိလာခဲ့တဲ့ဖြော်ရည်တွေကိုရေခဲမထည့်ဘဲနဲ့တောက်သုံးနိုင်ပါပြီ။အဲ့ဒီဖြော်ရည်ကိုနေ့စဉ်ပုံမှန်လေးတောက်သုံးပေးခြင်းအဖြစ်ဒူးနာတာနဲ့အယိုးစစ်ပြားအဆစ်မြင့်များနာကျင်ကြိုက်ခဲတာတွေအားလုံးဟာတဖြည်းဖြည်းနဲ့တက်တာပြောက်ကင်းသွားကြမှာဖြစ်ပါတယ်။အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့ဒူးနဲ့အဆစ်မြင့်များနာကျင်ကြိုက်ခဲခြင်းရဲ့ထူးခြားဆန်းကျယ်တဲ့ချက်လက်ချို့ကိုကျွန်တော်ကိုယ်တိုင်လေ့လာတွေ့ရှိထားရသမျှလူကြီးများအားလုံးကိုတစ်ဆင့်ပြန်လည်ဝေမျှပြီးပြောပြပေးသွားခဲ့ခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်ထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးများကလည်းအခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုဒီနေရာမှာပဲရန်နာပါမယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြရအောင်ပါ။လူကြီးများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ။